ညက7 နာရီခွဲနေပြီဖုန်းစခရင်လေးကလင်းလာတယ်သူစီကစာတစ်စောင်ဝင်လာတာအိပ်ပြီလားဘာလုပ်နေလဲတဲ့ဒီစာကြောင်းလေးတစ်ကြောင်းကြောင့်ကိုကပြုံးမိသွားပြီးဖုန်းကိုချက်ချင်းကောက်ကင်စာပြန်ဖို့ပြင်လိုက်တယ်ဒါပေမဲ့လက်ချောင်းလေးတွေကကီးဘုတ်ပေါ်မှာခဏလောက်ရက်တန့်သွားတတ်တယ်ဘာလို့လဲဆိုတော့ကိုကသူ့အတွက်ဘာလဲဆိုတာကိုယ်တိုင်လည်းမရေရာလို့ပါပဲအခုခေတ်မှာလူငယ်တော်တော်များများကြုံနေရတဲ့အဆက်ဆံရေးတစ်ခုရှိပါတယ်အဲ့ဒါကို situationship လို့ခေါ်ပါတယ်သူနဲ့ကိုကမနက်မိုးလင်းကလေးကနေညအိပ်ရဝင်တဲ့အထိအမြဲစကားတွေပြောပြကြတယ်နေမကောင်းရင်စိတ်ပူပေးကြတယ်အားတဲ့ရက်တွေဆိုအတူတူမုတ်ထွက်စားကြတယ်ရုပ်ရှင်တွေအတူတူကြည့်ကြတယ်တယောက်နဲ့တယောက်စိတ်ညစ်စရာရှိရင်ရေဖွင့်ကြပြီးအားပေးကြတယ်ကြည့်ရတာကတော့အရာရာဟာချစ်သူကြီးစားတွေလိုပါပဲဒါပေမဲ့တခုပဲလုံနေတာပါအဲ့ဒါကနာမည်ရဲလို့အတိအကျမရှိတာပါပဲတငယ်ချင်းတွေကနေနုံနှစ်ယောက်ကဘာတွေလဲလို့မေးလာရင်ဘာဖြစ်ရမှန်းမသိပဲနဲ့စကားလမ်းကြောင်းတွေလွဲပြီးကြော်သွားရတယ်သူ့ဘက်ကလည်းကိုကိုတရားဝင်ချစ်သူပါလို့မိတ်ဆက်မပေးသလိုကိုဘက်ကလည်းအဲ့ဒီစကားကိုစပြောဖို့တတိကလည်းမရှိဘူးဘာလို့လဲဆိုတော့ငါတို့ကဘာလဲလို့မေးလိုက်ရင်ရှိနေတဲ့အခြေအနေလေးပါပျက်စီးသွားမှာကြောက်လို့ပါစိတ်ပညာမှာ cognitive dissonance လို့ခေါ်တဲ့အခြေအနေတစ်ခုရှိပါတယ်ကိုလုံနေတဲ့အလုပ်ကမှားနေမှန်ကိုယ်တိုင်သိရတဲ့ရှေ့ဆက်တုံးမိနေတာမျိုးပေါ့အလွယ်ဆုံးပြောရရင်တော့မနှက်ဖြန်မှာစမဝဲကြီးရှိနေတာသိရနဲ့ညတကောင်တွေဖုံးပုတ်ပြီးTikTokထိုင်ကြည့်နေသလိုပါပဲစိတ်ထဲမှာတော့ငါစာချက်သိပြီးဒါမှအောင်ပါလို့သိနေပြီမဲ့လက်ကဖုန်းကိုမချနိုင်ဘူး situationship ဆိုတာလည်းဒီလိုပါပဲသူကငါ့ကိုတကယ်ချစ်နေတာမဟုတ်ဘူးငါရဲ့အချိန်တွေကုန်ပြီလို့အုံတော့ကအတီးပေးနေပြီမဲ့နှလုံးသားကတော့သူ့စီကစာလေးတစ်စားထပ်လာမလားဆိုပြီးဖုန်းကိုခဏခဏစောင့်ကြည့်ရင်ကိုညာမိနေတာမျိုးပါဒါဆိုသူကကိုပြစ်ပြစ်ခါခါထားတာတော့မှဘာလို့လှက်ထွက်ဖို့ဘလောက်ခက်ခဲရတာလဲဒါဟာအချစ်ကြီးလွန်းလို့မဟုတ်ပါဘူးစိတ်ပညာအရဆိုရင် intermittent reinforcement ကြောင့်ပါဒါကဘာလို့လဲဆိုတော့ရန်ဖန်ရခါမှမရေရပဲရတတ်တဲ့ဆုလက်ကလူကိုပို့ပြီးဆွဲလန်းစေတာဖြစ်ပါတယ်။ online game တွေမှာစောသမျှအခေါက်တိုင်း lucky draw တွေပေါက်နေရင်ခဏလေးနဲ့ပြင်သွားကြတာပဲမလား။ဘယ်အချိန်ပေါက်မလဲမသိပဲမရမကရင်ခုန်ပြီးကစားရတဲ့အခါကျမှလူကချက်မရအောင်ဆွဲလန်းသွားတာဖြစ်ပါတယ်။ situationship မှာလဲသူကကိုနေတိုင်းကောင်းမွန်ပေးနေတာမဟုတ်ပါဘူး။တခါတလေဂရုစိုက်ပြပြီးတခါတလေကျတော့အကြောင်းပြချက်မရှိအေးဆက်သွားတတ်ပါတယ်။ဒီလိုမရေမရအခြေအနေတွေကပဲလူတွေကိုဒီတစ်ခါတော့သူငါ့ကိုတရားဝင်ချစ်ခွင့်ပေးမလားဆိုတဲ့မျှော်လင့်ချက်နဲ့အလောင်းကစားသမားတယောက်လိုဖယ်မရရုံးမရဖြစ်အောင်အုံနောက်ကိုဖန်ဆားထားတာဖြစ်ပါတယ်။တကယ်တော့ situationship ဆိုတာအထီးကျန်တာကိုတော့ကြောက်တယ်ဒါပေမဲ့တာဝန်ယူရမှာကိုလည်းလန့်တယ်ဆိုတဲ့ခေတ်သစ်အချစ်အနာယောဂတစ်ခုပါ။သင်ဟာကုမ္ပဏီတစ်ခုမှာလာကလည်းမရအလုပ်ခန့်မခန့်လည်းမသိကြပဲခိုင်းသမျှအကုန်လုပ်ပေးနေရတဲ့အလုပ်တင် intern ဘဝမျိုးနဲ့မထိုက်တန်ပါဘူး။ပါတနာအစစ်မှန်မဟုတ်လို့ကိုယ့်ဘက်ကအခွင့်အရေးတောင်းဆိုပိုင်ခွင့်မရှိပဲသူ့အကြိုက်လက်ဖြစ်ပေးနေရင်းနဲ့ကိုယ့်ရဲ့တန်ဖိုးကိုတော့အပြောက်မခံပါနဲ့မြစ်တာအစစ်ဆိုတာသတ်မှတ်ချက်တွေနာမည်တွေနဲ့ချုံနှောင်ထားတာမဟုတ်ဘူးဆိုတာမှန်ပေမဲ့တင့်ကိုမရေရာမှုတွေကြားထဲမှာလားနဲ့ချီနှစ်နဲ့ချီပြီးပြစ်ထားတဲ့အရာဟာလည်းမြစ်တာအစစ်မဟုတ်နိုင်ပါဘူးတင့်ကိုတရားဝင်ပိုင်ဆိုင်ခြင်းပြီးတော့ကဘာကအတိမဲ့ပြူရတဲ့ဆက်ဆံရေးမျိုးနဲ့ပဲသင်ကဖိုက်တန်ပါတယ်ဆိုတော့ဒီဗီဒီယိုကိုကြည့်နေတဲ့သူတွေကိုတခုလောက်မေးချင်ပါတယ်။သင်ကအခုရှိနေတာကအချစ်ရေး relationship ထဲမှာလားဒါမှမဟုတ်အခြေအနေတစ်ခု situationship ထဲမှာတင်လည်နေတာလားကိုယ်တိုင်ကြုံမှုတာပဲဖြစ်ဖြစ်ကိုယ့်ရဲ့တငယ်ချင်းတွေထဲမှာရှိရင်လည်းမျှဝေပေးကြပါဦး။အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။ကြည့်ရှုသူတွေအားလုံးစစ်မှန်တဲ့ပျော်ရွှင်မှုတွေကိုပိုင်ဆိုင်နိုင်ကြပါစေလို့စိတ်ကနေပြီးလေးလေးနက်နက်နဲ့ဆန္ဒပြုလိုက်ရပါတယ်။